to PSP ကားစားပဲကျွန်တော်ဒီမှာကားပရိတ်လာပြင်နေပါကားပရိတ်ဆုံးပေါ့ကားပရိတ်ဆုံးလာပြင်ကဲဒါတော့ရတနာနှင်းစီအိမ်ဟာတောင်းတကုန်းရတနာနှင်းစီအိမ်ဟာပေါ့နော်ဒါတော့ဘောဆုံးမှနေရလို့တော့ငလင်းလှုပ်ရင်တော့ရင်တထိတ်ထိတ်နဲ့ပြင်နေမှာသိကြတယ်ကျွန်တော်ဆိုလည်းလိုပဲဖြစ်နေမှာဒါငလင်းကာလအောင်ဒါငလင်းလှုပ်တဲ့ချိန်မှာအပေါ်ဆုံးမှနေရတဲ့ခန်းစားချက်ကိုတော့စဉ်းစားကြည့်ပေါ့ဗျာဘယ်လိုနေမလဲဆိုတာရမ်းကြောက်ဖို့ကောင်းတယ်အပေါ်ဆုံးမှနေနေကြလူကလည်းဒါနေနေကြဖြစ်တော့ဆိုဘာမှဖြစ်တော့ဘူးပေါ့ကြောက်စရာတော့တကယ်ကောင်းတယ်ဗျာဒါရတနာနှင်းစီအိမ်ရပါတောင်းတကုန်းကဟိုးထိတ်မှဆိုတော့ဒါရတနာလမ်းမကြီးပေါ့ဒီလမ်းမကြီးကနေသွားမယ်ဆိုရင်ဒါတာဂေတာပေါ့တာဂေတာကိုတန်းရောက်တယ်ဒါဒီကအတွင်းလမ်းပေါ့ဘေးမှာဆိုတော့ရတနာနှင်းစီအိမ်ညာရှိတယ်ရတနာနှင်းစီအိမ်ညာဟုတ်ကဲ့ဒီမှာတော့ကားတော့မပြီးသေးဘူးပေါ့စောင့်နေတော့ကားပစ္စည်းကပရိတ်ဆောင်သွားဝယ်နေတော့ဆိုတော့ကျွန်တော်စောင့်နေတော့ပေါ့ဒီမှာဆိုလဲရန်ကုန်စိတ်ရှိပါတယ်ဒီမှာလုတ်ပြီးတာဒီရတနာလက်မပေးရရတနာနှင်းစီအိမ်ဟာဒီနာနော်လာပြင်လို့ရပါတယ်ဒီမှာဆိုလဲနံပါတ်4ကားဒီကစီးလေးထိရောက်လာမသိဘူးဒီမှာလိုင်းကားလေးရှိတယ်ကြာပြီးတော့ကားလာပြင်းတဲ့လူတွေအေးစီနေလို့ရအောင်လုပ်ပေးထားနေရာလေးပေါ့ဒီနေရာလေးမစိုးအောင်ဒီမှာကားရေးစီလို့လည်းရတယ်ဗျကားရေးစီလို့လည်းရတယ်ကားဘော်ဒီကားစီးဘော်ဒီစီးတွေပြန်ချွတ်တာလည်းအကုန်ရတယ်ဒီမှာကားခိတ်နဲ့လည်းနီးရဗျကားခိတ်နဲ့လည်းနီးရလုံးဝရှယ်ပဲကားလည်းရေးစီးလို့ရတယ်ဒီဘက်ချမ်းကားရေးစီးတဲ့ချမ်းဒီဘက်ကဒါဆေးနဲ့ပတ်သက်တဲ့ဟာတွေပေါ့